လာပါ ရပါခင်ဗျာ ဒီလိုတပါနေရဲ့ New Year Eve ပေါ့နော် New Year Eve လေးအဖေကတော့မာတာမုတ်လင်မယာမုတ်စားကြမုတ်လင်မယာပူပူလေးကောက်အဖေကမာတာတစ်မျိုးတည်းဒီကပါလဲဆိုဂျိုင်းတုံဝဲဥကြောင်းဒါပစုံကွက်ကျော်တော့ဒါမုံရင်းက ဘယ်မှာပါ မင်္ဂလာအရေးပဲပါဒါရတော့ဒါပါကနန်းကိုကျော်ပြရနေနေတမရမင်းများအဲဒီတော့တပါညောင် New Year evening ကိုဘယ်မှမသွားဘူးအိမ်မှာပဲ celebrate လုပ်ကြပါတယ်ပြန်အားလုံးပဲနှစ်သက်ပဲဆုတောင်းမရအောင် ပြန်မှာအားလုံးတော့ရှင်ကျန်းကျန်းမာမာလိုပါစနာလေးသူရပါစေဗျာရောကပြရနေအားလုံးကပါစေကျန်းမာမာပြောပြရင်လည်းပြောစနာပြောနေပါစေ ဘယ်နဲ့တူတရားလဲဆုတောင်းပါတယ်အားလုံးစိတ်ရောကိုယ်ကျမချနာပျော်ရွှင်ကြပါစေနှစ်သက်မှာလူရဆန္ဒကြီးပြည့်စုံပါစေလို့ဆုတောင်းပါတယ် Happy New Year ဟုတ်ပါ